ကျမတို့လာမေးကြတဲ့အများစုထဲမှာမြန်မာလိုရိုက်လိုက်တာနဲ့မြန်မာစကားပြောတဲ့ AI ပေါ့ skin care လုပ်ပြီး sunscreen မလိမ့်ဘူးဆိုရင်အကုန်အလကားပါပဲ နော်အဲ့ဘာလေးရှိလဲဆိုတော့အဲ့ဒါကိုပြပြပါမယ်အဲ့တော့အရင်ဆုံးကျမတို့ Google Flow မှာတော့ပါမယ်အဲ့ Google Flow သုံးဖို့အတွက်ဆိုရှင်ဒီ region မှာမရတဲ့အတွက်ကြောင့်မလို့ကျမတို့က region ကိုတော့ US ဖြစ်နေအောင်ချိန်လိုက်ပါချိန်ပြီးတော့ပြီဆိုလို့ရှိရင်ဒီ Flow ကိုဝင်မယ် Flow website ကိုဝင်မယ်ဝင်ပြီးတော့လို့ရှိရင်ဒီမှာရသွားပြီရသွားပြီဆိုရှင်အရင်ဆုံးပုံရှင်လုပ်ရမယ်ပုံလုပ်ဖို့အတွက်ကဒီမှာကောင်မလေးပုံရဲ့ဒီ Sancred ပုံရဲ့ယူလိုက်တယ်ယူလိုက်ပြီးတော့လို့ရှိရင်ကောင်မလေးကဆန်းခွင်ဘူးကိုကင်နေတဲ့ပုံစံလေးလုပ်ပြပါဘောနော်ပြီးတော့လို့ရှိရင်ဒီဘက်မှာရွေးလို့ရပါတယ် ratio ကဒီမှာ16 9:16ရွေးလိုက်ပါတယ်ပြီးတော့လို့ရှိရင်ထုတ်တယ်ထုတ်တဲ့အခါမှာပုံရတယ်ပုံရတဲ့အခါမှာပုံကို 2K ထိအောင်download ဆွဲလို့ရတယ်ပေါ့နော် 2K ထိအောင်ရတယ်အကြည့်ရပေါ့နော်ပြီးတော့လို့ရှိရင်အဲ့ဒီပုံကိုထည့်တယ်ထည့်ပြီးတော့လို့ရှိရင်အောက်မှာဘယ်လိုမျိုးစကားပြောချင်တာလဲဆိုတာစာရေးမယ်ဓာတ်ရိုက်ရေးလို့မရပါဘူးအဲ့အတွက်ကျွန်တော်က ChatGPT မှာသွားပြီးတော့မှအဲ့ဒီစာကိုဘယ်လိုလေးရေးပေးပါဗီဒီယို prompt လေးကိုထုတ်ပေးပါဆိုတော့သူထုတ်ပေးထားတဲ့ဟာလေးကို copy ယူလာတယ်ကိုရေးချင်တာကိုဒီ note ထဲမှာရေးပြီးမှပြန်ထည့်လေရတယ်เนาะယူလာပြီးတော့ကြတော့မှမြန်မာစကားပြောတဲ့ဗီဒီယိုလုပ်ပေးပါဆိုထည့်လိုက်တယ်ထည့်လိုက်ပြီးတော့လို့ရှိရင်ဒီဘက်မှာရွေးရတော့ရွေးရတဲ့အခါမှာခုနပုံက 9:16 ဖြစ်တဲ့ 9:16 ပဲရွေးတယ်ပြီးလို့ရှိရင်ဗီဒီယိုဆိုတာကိုရွေးတယ်ပြီးတော့လို့ရှိရင်ဒီမှာ live ပေါ့နော် VO3 ကိုVO live ကိုပဲယူလိုက်ပါတယ်credit က video တစ်ပုတ်ဆိုလို့ရှိရင်30ပဲကြာမယ်အဲ့တော့တစ်ပုတ်ပဲထုတ်ချင်တယ်ဆိုရင်အောက်က1/8ကိုပဲယူမယ်ပေါ့နော်အဲ့ဒါပြီးတော့လို့ရှိရင်ထုတ်လိုက်တဲ့အခါမှာဆိုရှင် skin care လုပ်ပြီး sunscreen မလိမ့်ဘူးဆိုရင်အကုန်အလကားပါပဲနေရောင်တန်ကနေကာကွယ်ပေးမဲ့ SPF 50 sunscreen လိမ့်ပါ ဒီမှာစကားပြောပါလေအဲ့ဒါကိုမှဒီ download ဆွဲမယ်ဆိုရှင်ကိုက download ဆိုတာနှိပ်ပြီးတော့မှအကြည့်ရေးလို့ရပါတယ်1080p ထိရပါတယ်အဲ့ဒါလေးကိုရွေးပြီးတော့မှထုတ်လို့ရပါတယ်အဲ့တော့ကြတော့ဒီ Google Flow ကGoogle account နဲ့ဓာတ်ရိုက်တုံးတာအဲ့တော့ကြတော့ Gemini ရိုးရိုး account ဆိုလို့ရှင် Google ရိုးရိုး account ဆိုလို့ရှင် credit card 150ပါတယ် Pro account ဆိုလို့ရှင်တော့ credit card တစ်လောက်1000ပါတယ်ပေါ့နော်အဲ့တော့ကြတော့ဒီ Ultra ဆိုလို့ရှင်တော့2000ကျော်တော့ပါတာပေါ့နော်အဲ့တော့ Pro account ရိုးရိုး account နဲ့သုံးလိုက်ရပါတယ်အများကြီးထုတ်ချင်တဲ့ Pro account မှာသုံးချင်တဲ့ဆိုရှင်တော့ Telegram က Premium ACC နှစ်လေးဆက် account မှာတွားပြီးတော့မှမေးပြီးတော့မှဝယ်လို့ရပါတယ်